ငါအများရင်သူကနက်နက်သားလေးတစ်ကောင်ကိုမတော်တဆဖမ်းမိလိုက်သည်အမြင်မှားနေတယ်ထင်ပြီးထိကြည့်ဖို့လက်လှမ်းလိုက်သည်မထိရသေးခင်နက်နက်ကားကသူ့ကိုကိုက်လိုက်သည်နောက်တစ်စက္ကန့်မှာရွှေရောင်အလင်းတန်းကသူ့ကိုယ်ထဲစီးဝင်ပြီးနက်ကားကရေထဲပြုတ်သွားသည်နိုးလာတော့အခါပင်လေအောက်ခြေကိုအရာအလုံးရှင်းရှင်းမြင်နိုင်သည်အအားသင့်စရာကောင်းတာကစိတ်နဲ့နက်ကားကိုထိန်းချုပ်နိုင်ခြင်းပင်သူကငွေရှာဖို့အခွင့်အရေးရပြီဆိုတာသဘောပေါက်တယ်နက်ကားကိုပင်လေထဲကအဖိုးတန်ပင်လေစာဖမ်းခန်းရာကနန်းကြီးထားစဉ်များစွာကိုတခါတည်းဖမ်းပေးလိုက်သည်ဝမ်းသာစွာဖြင့်ပင်လေစာအားလုံးကိုဈေးသို့ယူသွားရောက်သည်တခြားငါးသမားကရဲပြီးဘရင်ကနန်းတောင်မဖမ်းနိုင်ပဲလူလိမ်လုံနေသည်ဟုပြောသည်ထိုအချိန်ချမ်းသာသူတို့ရောက်လာကအနီရောင်ပင်လေနဲ့ဘရင်ကနားများဟုချက်ချင်းသိလိုက်သည်အားလုံးကိုတနည်းအားဖြင့်ဒေါ်လာ1 သန်းနဲ့ဝယ်ပြီးဟုကန့်လန့်သည်သူမှပြောရသေးခင်အခြားငါးသမားကချမ်းသာသူကိုမလိမ်ခံဖို့တတိပေးသည်သို့တော့ချမ်းသာသူကသူ့အမှုအရာကိုရဲပြီးလူများကိုငွေယူလာခိုင်းကအယောင်အဝယ်အပိတတ်သည်ထို့နောက်ချမ်းသာသူကနောက်ထပ်တောင်းဆိုပြီးအရေးကြီးပွဲအတွက် Bluefin Tuna 3 ကောင်နဲ့အကောင်စားပင်လေစာများလိုသည်သူကမတွန့်ဆုတ်ပဲသဘောတူလိုက်သည်အားလုံးကသူ့ကိုလုံလုံကဲကဲယုံကြည်နေသည်ဟုလှောင်ပြောင်ကြသည်ဒီလိုရှားပါပင်လေစာတွေကိုလူအများစုကဘဝတစ်ခါတော့မမြင်ဘူးကြပြီသူတို့မသိတာကသူဟာတာမန်မဟုတ်တော့ခြင်းနက်နကားရှာပြီမယ် Bluefin Tuna ကအလွန်ရှာသည်အချင်းကြားရှာပြီးတော့နဂါးကစရင်တွေကအားလုံးကိုစုစည်းပေးလာသည်ထိုအချိန်ချမ်းသာသူကသူ့ကိုတွေ့ဟုသူရှိမရှိလိုက်မင်းနေသည်ငါးသမားကရဲပြီးဘာမှမဖမ်းနိုင်တယ်လို့မျက်နှာတောင်မပြရဲဘူးဟုပြောသည်တို့တော့နောက်တစ်ခဏမှာထိုလူကအကောင်စားပင်လေးစားပြပါတော့တစ်တာကြီးကိုဆွဲတာဖြည်းဖြည်းဝင်လာသည်ဒါကိုမြင်တော့အားလုံးအံ့ဩပြီးမယုံနိုင်ကြနောက်တနေ့တွင်နနဂါးကိုပင်လေအောက်ကနစ်မြုပ်နေတော့တင်းဘောဟောင်းကိုထပ်ကြည့်ခိုင်းသည်မကြောက်ကြီးနဂါးကလျှို့ဝှက်စံကြေးတစ်တာလုံးနဲ့ပြန်လာသည်တစ်တာကိုဖြည်းဖြည်းဖွင့်လိုက်ရာအလွန်ကောင်းစွာထိမ့်သိမ်းထားသောရှီဟောင်းမြေပုံများအပြည့်ဖြစ်နေသည်တရင်ကမြန်မြန်ပြန်လာပြီးကျွမ်းကျင်များအပြည့်လွှားရောက်လာကြသည်တန်ဖိုးဖြတ်ချက်ထွက်လာတော့အခါဘယ်သူမှမယုံနိုင်ကြမြေအိုးတစ်ခုစီပြီးဒေါ်လာ10 သန်းကျော်တန်ဖိုးရှိနေသည်